အားလုံးပဲမင်္ဂလာပါဒီနေ့ဆိုနမ်က new partner နဲ့ new challenge နဲ့ရောက်လာခဲ့ပါတယ်ဒါတော့ချက်သူချက်ပတ်ပြောင်းနေပါတယ်အခုလောလောဆယ်က challenge ကနှစ်စီးပါမယ်အဲ့နှစ်ခုမှာဘယ်သူရှုံးလဲရှုံးတဲ့သူနောက်ဆုံး punishment လာပါမယ်စကားမဆက်မဟုတ်သူ့ကိုပြောခိုင်းသူကစကားမရတော့ဆိုတော့အဲ့ဒါမှမဟုတ်တစ်ခါတည်းတင်းဆောက်လိုက်တော့ပါမယ်ရှင့်နောက်ဆုံးမှလည်းကြည့်ကြတော့ဘယ်သူရှုံးလဲပြင်နိုင်မလား Okay let's see okay then ပထမတစ်ခုကတော့အခုရန် line မှာတဲ့ကိုကဘာတရိษံလဲဆိုတော့အဲ့ဒါကိုရဲ့စိတ်ထဲမှာပဲချင်မှာပေါ့ဒါတော့တက်ပုံဒီနားမှာပြပေးလိုက်မယ်ပေါ့အဲ့လိုဆိုတော့ကိုကအဲ့ဒါतूကအဲ့ဒါကိုကခမန်ရမယ်ပေါ့တယောက်ကလည်းချင်းစီဘသူကဘာ mind game okay ဘသူကဘာတရိษံလဲခမန် Okay စားလိုက်နင်းစားလိုက်ဒီတငယ်ချင်းနည်းနည်းမြန်မာကောင်းနည်းနည်းဝီချီပါတယ်နည်းနည်းအားနေပါတယ် အင်္ဂလိပ်အတော့လို့ပါ အင်္ဂလိပ်နဲ့တရုတ်ဆက်သွယ်ချင်တယ်ဆိုရင်ဒီမှာဆက်သွယ်ရပါတယ် Okay နေမင်း Okay तू ကကုန်းပေါ်နေလားရေပေါ်နေလား ကုန်းပေါ် ကုန်းပေါ် ခြေလေးချောင်းလားခြေနှစ်ချောင်းလား ချင်းတစ်ချောင်း ခြေနှစ်ချောင်း Okay ချင်းလေးချောင်းလားချင်းတစ်ချောင်းလား ခြေလေးချောင်း လေးချောင်း Okay အဲ့ဒါကကြက်လား မဟုတ်ဘူးအဲ့ဒါကစင်လား စင် no No အဲ့ဒါကပြန်နိုင်လား မပြတ်နိုင်ဘူး မပြန်နိုင်ဘူး Okay ခြေလေးချောင်းဆိုသေးတယ် तू လမ်းလျှောက်မှာပေါ့လမ်းလျှောက်မှာဆိုရင်တော့ချင်းသိလား ချင်းသေး no Okay down လား down တောင်းမဟုတ်ဘူးမဟုတ်ဘူး down မဟုတ်ဘူး तू ကလမ်းလျှောက်ပြီးသွားလားခုံပြီးသွားလား လမ်းလဲလျှောက်တယ် ခုံလဲခုံလဲ ခုံလဲခုံတယ်အဲ့ဒီလမ်းလဲလျှောက်တယ်ခုံလဲခုံတယ် Okay အဲ့ဒါဆိုတော့အမဲအောင်လားအမဲမဟုတ်colorful ရောင်စုံလား မဟုတ်ဘူး တရောင်နဲ့လား တယောက်တည်းနည်းနည်းနှစ်ယောက်တော့တိရစ္ဆာန်အများဆုံးနည်းနည်းတယောက်နှစ်ယောက်တော့ဆက်တယ်လေကွာ မပြန်နိုင်ဘူးနဲ့ရောင်အရောင်ဆက်တယ် okay Okay သူပြန်လဲမပြန်နိုင်ဘူး ခြေလေးချောင်းကဘယ်လိုပြန်မှာတော့ အဲ့လေအဲ့ဒါကြည့်လေကြည့်တော့ပြန်နေသူရှိပါမလားရှိနေချာတားစားရလားကြိုက်လား तू ကအသားမဆောင် အသားမဆောင် အချောင်းတောင်ပန်ပါလား မပါဘူး तू ကမြက်စားရလားကြိုက်လား तू ကသူအတီးရစားအတီးရတော့တော့ အတီးရဲ့အတီးရဲ့စားတယ်တော့ Okay အတီးရ तू ကလမ်းလျှောက်လား လျှောက်တယ်လမ်းလျှောက်တယ်ချင်းတစ်ချောင်းနဲ့ကိုလမ်းလျှောက်တာ Okay နွား မဟုတ်ဘူးလူ 哎呦我的妈！ Okay ရန်မှာ sorry kangaroo kangaroo ကိမတော့ kangaroo လိုက်ဘိုက်ခောက်တဲ့တော့ဆို တာမိုက်ကောင်ဘိုက်ကောင်ဘိုက်ခောက်ဘိုက်ကောင်တော့တာမီနေ No မဟုတ်ဘူးသူအတီးရဲ့အေးပဲစားရတဲ့တဲ့ဘာရှိသေးလဲतू က bear ဝဲဝွန် No Okay အခုကဗီဒီယိုအရန်ရှည်နေပြီကွာမရနဲ့တော့သူ့ဟာလည်းမြန်နေတော့ကိုလည်းမြန်နေတော့ Okay တခါအလဲရရင် hint ပေးလို့ရတယ် one hint तू ကအယောင်ကကျတော့အဖြူရှိမယ်အဲ့တော့အဖြူနဲ့အမဲဆက်တာရှိမယ်အမဲရှိမယ် not too much color brown ရှိတတ်ဘူး zebra ရည်နော် my hint ငါတခုပြောလိုက်ပြီဆိုတော့ तू သိတော့မယ်တင်တယ် तू က အေးပြော ငါပြောသေးစားရတယ်ကြိုက်တယ် မြောက် ပြောရတယ်လေ rabbit so I win this challenge နောက်ဆိုတော့ကိုပဲရှုံးသွားရကိုပဲ punishment လုပ်ရမှာ okay တော် next challenge အခုကပထမ challenge တော့ပြီးသွားပါပြီအဲ့မှာတော့ကျမတော့ရှုံးသွားပါပြီအခုနောက်တစ်ခု challenge ပါနောက်တစ်ခု challenge ကတော့ဒီဇိုင်းလူတွေနဲ့မေးခွန်းနေမေးမယ်ပေါ့တဲကကျတော့ဆိုနမ်လဲသူ့ကိုနှစ်ခုပေးထားတယ်သူလဲကိုကိုနှစ်ခုပေးထားတယ်အဲ့လို okay အခုတော့မယ်စမ်းအောင်မငါမျက်နှာတော်တော်လူဝင်းနေပါလား တလဲနဲ့ငါမဲဒီပါလား okay winner အရင်စပါမယ် let's go ကဲ winner ကတော့ confident အပြည့်ရှိရှိနဲ့သွားနေပါပြီသူ့ရဲ့တဲကတော့ stranger တယောက်စီသွားပြီးတော့ပတ်စံ20လောက်ပဲဖြစ်ဖြစ်တောင်းတဲ့တဲလေးဖြစ်ပါတယ်အဲ့ဒီမှာသူကတော့စက်ကြိုးစားနေစဲကြိုးစားတာပေမဲ့တော့မရတော့ပါဘူးအခုကျဆိုနမ်ရဲ့အလဲပါဆိုနမ်ကျတော့ stranger တယောက်စီသွားပြီးတော့သူ့ကို TikTok ဗီဒီယိုတစ်ခုရိုက်ခိုင်းမယ်ပြီးရင်သူ့စီကနေ Instagram account တောင်းမယ်ပေါ့ဆိုနမ် pretend လုပ်နေနောက်ဆိုတော့မိလိုက်ပါတယ်ဒီမှာသူရိုက်ပေးတဲ့ဗီဒီယိုဆိုနမ်လည်းထည့်ပေးထားပါမယ်ရှင့်
နောက်ဆုံးဆိုနမလဲရှက်ကိုရှက်ကနဲ့တော့ Instagram account တော့တောင်းလိုက်ပါတယ်သူ့မှာတော့ပြီးရှာပါတယ်ဒါပေမဲ့ပြတာမကောင်းဆိုလို့မပြတော့ပါဘူးရှင်ကိုကလို့တာအမြင်သွားတယ်ဆိုရင်တော့ကိုကတော့ပြပေးလိုက်ပါတယ်ဟိုနားမှာဗီဒီယိုရိုက်နေတယ်ကိုရီးယားဒီလို content video လုပ်နေတာပါဆိုမှသူ့ကိုတော့အကုန်ရှင်းပြပေးလိုက်ပါတယ် तू ကတစ်ခုပဲလုပ်တယ်ဆိုနမကနှစ်ခုတစ်ခါလုပ်ခဲ့ပြီဆိုတော့အခုက तू ကလည်းတစ်ခုကြံသေးတယ်အဲ့ဒါ तू လုပ်နိုင်ပါမလား fighting that's my last option Okay let's go အရာ ဒီတစ်ခါဆိုနမ်ကလည်းသူ့ကိုတဲပေးလိုက်တာတော့ stranger စီကဓာတ်ပုံရိုက်ခဲ့မယ်ပြီးရင်သူ့ရဲ့ဘယ်အကောင့်ပဲဖြစ်ဖြစ်တောင်းလာခဲ့ရမယ်ဆိုမှအနေသူကတော့ဒီတစ်ခါသွားပြီးတော့ဓာတ်ပုံလေးရိုက်ခဲ့ပါတယ်ဒီမှာဓာတ်ပုံလေးပြပေးပါမယ်အဲ့နဲ့သူလည်း Facebook account ရခဲ့ပါတယ်ဒီတစ်ခါကျတော့ပြောမိသွားတယ်သူအကုန်လုံးနိုင်ခဲ့တယ်ဆိုမှ လုံနိုင်ခဲ့ပါပြီ ရှုံးတာဘာလို့လဲ ရှုံးတာကတော့ miss ခမရတို့ရဲ့ idol ကြီးဖြစ်ပါတယ်ခင်ဗျာ ဒီ punishment ကဘာလဲဆိုတော့ဒီတိုင်ကနေဒီတိုင်ထိပေါ့နော်ဆိုနမ်ကသူ့ကိုဒီ piggy bag လိုမျိုးပေါ့အဲ့လိုမျိုးပို့မယ်ဒီ bag မှာပေါ့ပို့မယ်ပို့ပြီးတော့ဒီကနေဒီခေါ်ခဲ့မယ်သူဘယ်လောက်လေးမလဲမသိဘူးကွာကိုနိုင်မလားမနိုင်မလားလဲကြည့်ပါနော်သူဘယ်လောက်လေးမလဲတော့မသိဘူးမှာသူကတော့အရင် excitement နဲ့ပြောနေပါတယ်ဘာလို့ဆိုသူ့ကိုပို့မဲ့သူမရှိလို့လေအခုပို့မဲ့သူရှိရဆိုမှသူအပြောနေကဲစားကြမယ်နော် ဒီလိုကြောကုန်းမှာပိုးရတော်တော်လွယ်မယ်ထင်တယ်လုံးဝမလွယ်ပါဘူးရှင်အဲ့ဒီမှာ तू ကလည်းလေးအဲ့ဒီမှာကြားထဲမှာရက်ခဏနာပြီးတော့ပြီးမှပြစ်သူ့ကိုပြန်ပို့လိုက်ရတာမောသွားတာပဲတော်တော်လေး အဲ့ဒီ နောက်ကနေနေရတာ punishment ကကိုခံစားရတယ်ဖြစ်ပါတယ် ဆိုနမ်တို့ဒီနေ့လုပ်ဖြစ်တဲ့ challenge တွေထဲမှာဘယ် challenge ကိုအကြိုက်ဆုံးလဲဆိုတဲ့ဟာကို comment မှာရေးဖို့မမေ့ကြပါနဲ့ like and subscribe လို့မမေ့ကြပါနဲ့ဒီလောက်အပြင်းခံပြီးတော့ရိုက်ပေးထားတစ်ခု like တော့ပေးတင်ပါတယ်နော်ဒါပါပဲ thank you for watching